မိတ်ဆွေက crypto trader တယောက် crypto investor တယောက်ဆိုရင်ဘယ် exchange ကိုအသုံးပြုလဲခုနောက်ပိုင်း crypto exchange တွေမှာကကျွန်တော်တို့ KYC တင်ရုံနဲ့မလုံလောက်တော့ဘူးကျွန်တော်တို့ proof of address တွေတင်ပေးရတယ်ကျွန်တော်တို့ EDD verification တွေလုပ်ပေးရတယ်ပေါ့နော် Bigget exchange မှာဆိုရင် account register လုပ်ပြီးတာနဲ့ POA proof of address တင်ရတယ်ပြီးတော့ရင် EDD verification တန်းပြီးတော့လုပ်ပေးရတယ်ပေါ့နော်ဒါတွေအောင်မြင်မှသာကျွန်တော်တို့ Bigget exchange ကိုစပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါတယ်ဆိုတော့ POA တို့ EDD verification တို့ဆိုတာကဘာတွေလဲ crypto exchange တွေကဘာကြောင့် user တွေကိုဒါတွေတောင်းတာလဲနဲ့ကျွန်တော်တို့ဒီ POA တို့ EDD verification တို့ကိုဘယ်လိုအောင်မြင်အောင်လုပ်ရမလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုထဲမှာသေးသေးရှင်းပြပေးတော့ပါမယ်ပထမဆုံးကျွန်တော်တို့ EDD verification ဆိုတာကဘာလဲပေါ့နော် EDD verification ဆိုတာကကျွန်တော်တို့လွယ်လွယ်ပြောရရင်တော့ account ပိုင်ရှင်နဲ့ငွေကြေးအသုံးပြုမှုတွေကိုပို့ပြီးတော့အသေးစိတ်စစ်ဆေးတဲ့ verification အဆင့်တစ်ခုပါပဲပုံမှန်ကျွန်တော်တို့ crypto exchange account လုပ်ပြီးတော့ရင်ကျွန်တော်တို့ KYC တင်ရတယ်ဒီ KYC တင်တဲ့နေရာမှာမှတ်ပုံနင်းတို့ passport တို့ license တို့ကျွန်တော်တို့သုံးပြီးတော့ကျွန်တော်တို့ဒီ facial verification တွေလုပ်ပြီးတော့ဒီ account ပိုင်ရှင်ကလူအစစ်ဖြစ်ကြောင်းကျွန်တော်တို့ verification လုပ်ရတယ်ဒါပေမဲ့ EDD verification မှာတော့ဒီ account ထဲကငွေတွေကဘယ်ကလာလဲအသုံးပြုမှုတွေကမှန်လားဆိုတော့ကျွန်တော်တို့စစ်ဆေးတဲ့အဆင့်ဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ crypto exchange တွေကဒီ EDD verification တွေကိုဘာကြောင့်လုပ်ခိုင်းတာလဲပေါ့နော် EDD verification လုပ်ခိုင်းရတဲ့အကြောင်းအရာတော့အများကြီးရှိတယ်ဗျဒါပေမဲ့ကျွန်တော်တို့ဒီအခုလုပ်ခိုင်းတာကတော့ဒီ account ထဲကငွေဝင်ငွေထွက်တွေကိုစစ်ဆေးမယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီ anti money laundering စီးမြင်တွေနိုင်ငံတကာရဲ့ AML စီးမြင်တွေကိုလိုက်နာဖို့အတွက်ကျွန်တော် user တွေကို EDD verification တွေလုပ်ခိုင်းတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ Bigget exchange မှာ Bigget account register လုပ်ပြီးသွားပြီးတော့ကျွန်တော် KYC တင်တဲ့နေရာမှာဘလို့ဒီ POA proof of address တို့ EDD verification တို့အောင်မြင်အောင်လို့ကျွန်တော်တို့တင်မှုအတွက်စာရွက်စာတမ်းလေးတချို့တော့လိုတယ်ဗျဒါတွေကကျွန်တော်တို့ဒီမှတ်ပုံနင်းဒါမှမဟုတ် passport ဒါမှမဟုတ်ရင်မောင်းလိုင်စင်နဲ့တင်လို့ရမယ်เนาะဒါကတော့ကျွန်တော်တို့ပထမအဆင့် KYC တင်တဲ့အဆင့်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ proof of address POA ကတော့ကျွန်တော်တို့တင်ရတာကအဲ့လောက်မခက်ခဲပါဘူးကျွန်တော်တို့ဒီမှတ်ပုံနင်းဒါမှမဟုတ် passport တွေကကိုယ့်ရဲ့နာမည်အစစ်မှန်နဲ့ပြီးတော့လို့ရှိရင်ကိုနေတဲ့လိပ်စာပေါ့နော်ကိုနေတဲ့လိပ်စာတွဲရက်ပါတဲ့ကျွန်တော်တို့ government အတိအမှတ်ပြုထားတဲ့စာရွက်စာတမ်းနဲ့တင်လို့ရပါတယ်ဒီနေရာမှာကျွန်တော်တို့ဒီလွယ်ကူဆုံးကတော့ကို့မှာ bank account ရှိလို့ရှိရင်အဲ့ဒီ bank ရဲ့ကျွန်တော်တို့ bank statement ထုတ်ပြီးတော့ bank statement နဲ့ကျွန်တော်တို့ proof of address တင်လို့ရပါတယ်မိတ်ဆွေကအခု Bigget exchange account တော့ register လုပ်ပြီးသွားပြီဒါပေမဲ့ KYC တင်တဲ့နေရာမှာတိုင်ပတ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်အခုပြောပြမဲ့စာရွက်စာတမ်းတွေနဲ့တင်ကြည့်ပါပထမဆုံးအနေနဲ့လိုအပ်တာကတော့ကျွန်တော်တို့ဒီမှတ်ပုံနဲ့ဒါမှမဟုတ် passport ဒါမှမဟုတ် license ပေါ့နော်ဒါတွေနဲ့ကျွန်တော်တို့ပထမဆုံးအဆင့် KYC တင်ရမယ် KYC တင်ပြီးတော့လို့ရှိရင်နောက်တစ်ဆင့်အနေနဲ့ proof of address တင်ပေးရမယ်ဒီ proof of address တင်တဲ့နေရာမှာကျွန်တော်တို့ဒီကို့မှာ bank account ရှိလို့ရှိရင်ကျွန်တော်ဒီ bank ရဲ့ bank statement နဲ့တင်လို့ရှိရင် proof of address ကအောင်မြင်ပါတယ်နောက်တစ်ဆင့်ကတော့ကျွန်တော်တို့ EDD verification လုပ်ခိုင်းတာပါ EDD verification လုပ်ဖို့ကအလွယ်ဆုံးကတော့ကျွန်တော်တို့ဒီ student လို့လောလောကူကူရွေးလိုက်တာတော့အကောင်းဆုံးပဲဘာလို့လဲဆိုလို့ရှိရင် student လို့ရွေးလိုက်ပြီဆိုရင်ကျွန်တော်တို့ဒီဝင်ငွေလမ်းကြောင်းတွေကျွန်တော်တို့ဝန်ထမ်းမဟုတ်တဲ့အတွက်ကျွန်တော်တို့ pay slip တွေတင်ကြမလို့ကျွန်တော်တို့လုပ်ငန်းပိုင်ရှင်မဟုတ်တဲ့အတွက်ကျွန်တော်တို့ဒီလုပ်ငန်းလိုင်စင်တွေဝင်ငွေထွက်ငွေတွေတင်ကြမလို့ပေါ့နော်ဒါပေမဲ့မိတ်ဆွေကကျွန်တော်တို့ဒီကို့မှာ pay slip တွေရှိတယ်ကျွန်တော်လစာရထားတယ်ကျွန်တော် pay slip တွေရှိမယ်ပြီးတော့လို့ရှိရင်ကျွန်တော်လုပ်ငန်းပိုင်ရှင်တွေဆိုရင်လည်းဒီလုပ်ငန်းကရတဲ့ဝင်ငွေထွက်ငွေစင်းတွေတင်မှုအတွက်အခက်အခဲမရှိဘူးဆိုရင်လည်းမိတ်ဆွေကကျွန်တော်ဝန်ထမ်းတယောက်ဆိုရင်လည်းဝန်ထမ်းတယောက်လို့ရွေးလို့ရတယ်ပြီးတော့လို့ရှိရင်ကျွန်တော်လုပ်ငန်းပိုင်ရှင် owner တယောက်ဆိုရင်လည်းကျွန်တော်ဒီ owner တယောက်ကိုရွေးပြီးတော့နောက်ထပ်လိုအပ်တဲ့ကျွန်တော်ဝင်ငွေထွက်ငွေဝင်ငွေစင်းတွေကျွန်တော်ဝင်ငွေထွက်ငွေစင်းတွေပြီးတော့လို့ရှိရင်ကျွန်တော်ဝန်ထမ်းဆိုရင်လည်းကိုကဝန်ထမ်းတယောက်ဆိုရင်လည်းဒီ pay slip တွေနဲ့ကျွန်တော်တို့ EDD verification ကိုလုပ်လို့ရပါတယ်ကျွန်တော်ဒီနေရာမှာ Bigget exchange ကိုကျွန်တော်တို့ verification အဆင့်တွေအကုန်အောင်လုပ်ဖို့ဆိုရင်ပထမဆုံးအနေနဲ့မှတ်ပုံနဲ့ဒါမှမဟုတ် passport ဒါမှမဟုတ် license နဲ့ကျွန်တော်တို့ဒီပထမဆုံးအဆင့် KYC တင်ရမယ် KYC တင်ပြီးတော့လို့ရှိရင်ကျွန်တော်ကို့မှာရှိတဲ့ bank ရဲ့ bank statement နဲ့ကျွန်တော်တို့proof of address တင်ပေးရမယ်နောက်ဆုံးအဆင့်အနေနဲ့ကျွန်တော်ပြောသလိုပဲ EDD verification လုပ်ပေးရမယ်ဒီအဆင့်နဲ့အောင်မြင်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Bigget exchange ကိုအသုံးပြုလို့ရပါပြီမိတ်ဆွေအနေနဲ့ကျွန်တော်တို့ဒီ KYC လည်းတင်တယ် proof of address လည်းတင်ပြီးသွားပြီ EDD verification တွေလည်းလုပ်ပြီးသွားပြီဒါပေမဲ့ကျွန်တော်တို့ကဒီ verify မဖြစ်သေးဘူး Bigget account ကိုသုံးလို့မရသေးဘူးဆိုရင်မိတ်ဆွေရဲ့ကျွန်တော်တို့ Bigget account user ID ရယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဘာနဲ့တင်တာလဲပေါ့နော်ကျွန်တော်မှတ်ပုံနေဆိုမှတ်ပုံနေ passport ဆို passport ဒီနှစ်ခုကိုကျွန်တော်တို့ crypto node community ကိုလာပြီးတော့ဆက်သွယ်ပြီးတော့ပို့ပေးပါကျွန်တော်တို့အနေနဲ့ crypto exchange ကကျွန်တော်တို့သက်ဆိုင်တဲ့လူတွေစီကိုကျွန်တော်တို့ကပြန်ပြီးတော့တင်ပေးပါမယ်ဒါကတော့ကျွန်တော်တို့ကူညီနိုင်တဲ့အပိုင်းပေါ့နော်ဒါ
ဒါပေမဲ့ KYC တင်တဲ့နေရာမှာတော့ကိုယ့်ရဲ့မှတ်ပုံတင်ကိုယ့်ရဲ့ bank statement ပြီးတော့လို့ရှိရင်ကိုယ့်ရဲ့ pay slip တွေနဲ့ KYC တင်တဲ့အဆင့်တွေအကုန်လုံးအောင်မြင်အောင်ကိုယ်တိုင်တင်ရမှာဖြစ်ပါတယ်ကျွန်တော်ဘက်ကကူညီနိုင်တာကတော့မိတ်ဆွေကအားလုံးလဲစုံတယ်အားလုံးလဲတင်တယ်ဒါပေမဲ့မအောင်ဘူးဖြစ်နေလို့ရှိရင်ကျွန်တော်ကို user ID ရယ်ကို KYC တင်တဲ့ဒီ ID card အမျိုးအစားရယ်ကျွန်တော်ကိုလာပြောပေးပါတချို့လူတွေအနေနဲ့ဒီကိုယ့်စီကနေပြီးတော့ဒီဝင်ငွေထွက်ငွေစင်းတွေတောင်းတာတွေကျွန်တော်တို့ဒီအချက်လက်တွေတောင်းတာတွေဒီ service တွေတောင်းတာတွေကကျွန်တော်တို့လုံခြုံရလားပေါ့နော်ကိုယ့်ရဲ့ user data တွေကိုယ့် privacy လုံခြုံရလားလို့တွေးတဲ့လူတွေလည်းရှိပါတယ်ဒါကတော့စိတ်ပူစရာမလိုဘူးဗျဘာလို့ဆိုတော့ဒီ document တွေတောင်းတာကကျွန်တော်တို့ account security နဲ့ကျွန်တော်တို့ဒီ money laundry စီးမြင့်တွေကိုလိုက်နာဖို့တတ်ပဲကျွန်တော်တို့အဲ့ crypto exchange တွေ user တွေစီကနေတောင်းတာဖြစ်ပါတယ်ဒီ scan လုပ်ဖို့တွေကျွန်တော်တို့ user data တွေလုံခြုံရလားဆိုတာတော့တိတ်ပြီးတော့စိတ်ပူစရာမလိုပါဘူးဆိုတော့မိတ်ဆွေအနေနဲ့ကျွန်တော်တို့ Bitget exchange မှာ KYC တင်တာမအောင်မြင်သေးဘူးဆိုရင်ဒီ video ရဲ့ comment မှာပဲဖြစ်ဖြစ်မိတ်ဆွေရဲ့ user ID နဲ့KYC တင်တဲ့ID ကအမျိုးအစားရယ်တင်တဲ့အချိန်ရယ်ဘယ်နည်းတင်တာလဲဆိုတော့ကျွန်တော် comment မှာမှတ်တော်ပေးပါအားလုံးပဲကျေးဇူးတင်ပါတယ်နောက် video တွေမှာပြန်တွေ့ပါမယ်